ကျွန်တော်တို့ဒီခါလေးဘက်ထရီအားလာတဲ့အခါမှာအသင်းနဲ့ဘက်ထရီအိုးကတိတ်အဆင်မပြေဘူးဆိုရင်အိုးကွဲတာတာဝန်မယူဘူးလို့ပြောလို့ရှိပါတယ်အဲ့ဒီလိုမျိုးပြောတဲ့အခါကျခါရင်ကြာရင်လည်းဆိုင်ဘက်ကိုတမျိုးမြင်နိုင်စရာပေါ့နော်အဲ့ဒီအကြောင်းလေးကိုကျွန်တော်ဒီမှာရှင်းပြချင်ပါတယ်ပလိပြားကကန်းကောင်းအလုံးမလုံးနိုင်တော့တဲ့အခါပလိပြားပျက်စီးနေတဲ့အခါအသွင်ရင်ဘာဖြစ်တတ်လဲဆိုရင်တကယ်တော့ဘက်ထရီအတွင်းမှာပလိပြားတွေကအရေးကြီးဆုံးဖြစ်ပါတယ်အဲ့ပလိတွေပျက်စီးသွားပြီဆိုရင်အပြင်ကမြင်ရတာအားရှိသလိုထင်မိမဲ့အိုးကောင်းနေသေးရဲ့လို့ထင်မိမဲ့အမှန်တကယ်အသုံးမခံတော့ဘူးအသင်းဆက်တက်ပြီးတော့အသွင်လိုက်ရင်ဘိုးကတက်လာတယ်ဒါပေမဲ့တကယ်အသုံးပြုတော့မယ်ဆိုပြီးတော့အင်ဗာတာနဲ့ချိန်လိုက်ပြီးဆိုတော့ तू ချက်ချင်းကျသွားတယ်။ဘာကြောင့်လဲဆိုတော့ပလိပြားဒီအားကိုထိမ့်ထားနိုင်လို့ပါ။ခါလေးကြရင်အားလည်းမပြည့်ဘူးအသုံးလည်းမခံဘူးဆိုတော့အနေထားရှိပါတယ်။အဲ့လိုအခြေအနေမျိုးကပိုဆိုးပါတယ်။အသုံးလည်းမခံလို့အားကလည်းတောက်လျှောက်တွင်းထားတာဖြစ်တဲ့အတွက်ဘက်ထရီအိုးကပူလာပြီးတော့အိုးကွဲသွားတတ်ပါတယ်။ဒါကြောင့်ဒီလိုပလိပြားမကောင်းတဲ့ဘက်ထရီတွေအသွင်းတဲ့အခါဘာဖြစ်တယ်လဲဆိုရင်ဘက်ထရီအပေါ်လွန်ပြီးကွဲတတ်ပါတယ်အထက်ကအရေးအချောင်မြန်ပြီးတော့လေထက်ကအရေးတွေအစစ်ရည်တွေကုန်ပြီးတော့လေကွဲတတ်သလိုအနံ့ဆိုးတွေလည်းထွက်လာနိုင်ပါတယ်အခက်မသိရင်အင်ဗာတာသို့မဟုတ်ချာချာပါပြတ်နိုင်ပါတယ်အဆိုးဆုံးကတော့ဘက်ထရီကိုပေါက်ကွဲသွားနိုင်တာပါပဲခင်ဗျာ